ဟဲဆန်တာမှာတော့ပြီးတော့ကျွန်တော်စာတင်မှာပေါ့နော် screen shot လေးရိုက်လိုက်ရိုက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ hair ကိုနှိပ်ပြီးသွားတာနဲ့ကျွန်တော်အောက်ထိဆွဲဒီ hair ဆန်တာကိုနှိပ်ပြီးဒီမှာ sun fever ဆိုတာလေးကိုနှိပ်ပြီးကျွန်တော်ဒီမှာစာရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာထည့်လိုက်တယ်ပေါ့နော်ဒီမှာသူရေးရတာ Android လို့ရေးရတယ်ပြီးဒီမှာမြန်မာရေးတယ်ပြီးတော့ enable to login ဆိုတော့ဒီမှာအများကြီးရေးလို့ရတယ်ကျွန်တော် enable to login ရေးတော့เนาะပြီးကျွန်တော်အကောင့် block ဖြစ်နေကျွန်တော် block ကိုရွေးလိုက်တယ်ပြီးရင် description for page မှာကျွန်တော်ရေးချင်တာကျွန်တော်ရေးလိုက်တယ်ဒါကောက်ကိုရေးချင်တာရေးလို့ရတယ်เนาะပြီးရင်ဒီ WeChat ID ထည့်တယ် email ထည့်တယ်ပေါ့เนาะပြီးရင်ကျွန်တော် email ကိုစာပို့ခိုင်းမယ်ပေါ့ပြီးရင်ဒီမှာသူက screenshot လေးရိုက်ပြီးပါလို့ပြောတာ screenshot လေးခုနကကျွန်တော် screenshot ရိုက်ထားတဲ့ဥစ္စာလေးလေဒီမှာဒီဟာလေးအဲ့ဒါလေးနဲ့တင်ပြီးတော့အဲ့ဒါလေးနဲ့တင်ပြီးကိုယ့်ရဲ့ account block ချနေဆိုတင်ပြီးတော့ကျွန်တော်ကဒီမှာစာပို့လိုက်ပြီပေါ့နော်ဒီအမှန်ချစ်ပြီးရင်ဒါလေးကိုကျွန်တော်နှိပ်လိုက်ဒါဆိုတော့ကျွန်တော်စာပို့လိုက်တာပါပေါ့နော်5 second successfully page ဆိုရင်လည်း5 second ဆိုပို့ပြီးသွားပြီပေါ့နော်အဲ့လိုပို့ပြီးသွားဆိုကိုယ့်ရဲ့ကိုထည့်ထားကိုယ့်ရဲ့ email ကိုသူကစာပို့မှာပေါ့နော်အဲ့ဒါဘယ်လောက်ကြာမလဲဆိုတော့မသိဘူးတစ်ခါကြာရင်တော့မြန်တစ်ခါကျတစ်ပတ်တစ်ခါလေးကြာရင်တော့တစ်လအဲ့လိုမျိုးရက်ကြတယ်ဗျပြီးရင်ဒီ account ကို log out ထွက်မလိုက်တယ်ပေါ့နော် log out ထွက်လိုက်တော့ညာလုပ်လိုက်ရင်ကိုယ့်ရဲ့ account က login device တွေပါတယ်ထိတတ်ပါတယ်ပေါ့နော်ဒါပေမဲ့ကိုဖုန်းထဲမှာဆိုရင်တော့ဒီလုံးလုံးဖြတ်မပြင်းဘာမှမဖြစ်ဘူးပေါ့နော်ပြန်ဝင်လို့ရတယ် login device ထိလဲကျေးဇူးပါ